ပျော်စရာတွေအတူတူဖန်တီးနိုင်တဲ့သူကိုလက်မထပ်ပါနဲ့ဒုက္ခတွေကိုအတူတူရင်ဆိုင်ကြော်ဖြတ်နိုင်မဲ့သူကိုသာလက်ထပ်ပါဘဝမှာအရာရာအဆင်ပြေနေချိန်ငွေကြေးတွေချမ်းသာပြီးအပြုံးတွေဝေစာနေတဲ့ချိန်မှာတော့ဘယ်သူမှဆိုတင့်ကိုချစ်နိုင်ကြပါတယ်ဒါဟာယူရှင်းပါတယ်ဒါပေမဲ့စစ်မှန်တဲ့အချစ်ဆိုတာအကောင်းဆုံးနည်းရက်တွေမှာတက်တည်ပြရတာမျိုးမဟုတ်ပါဘူးအဆိုးဆုံးနည်းရက်တွေရောက်လာမှသာတက်တည်ပြရတာပါလောကရန်ကရိုက်ချလိုက်လို့အိမ်မဆိုးတွေစတင်လာခြင်းနဲ့အရာရာဟာမရှည်မရာဖြစ်နေခြင်းမျိုးမှာပေါ့အချစ်ရေးဆိုတာအပျော်ခီးထွက်တာဒါမှမဟုတ်ဓာတ်ပုံလှလှလေးတွေရိုက်တာမျိုးမဟုတ်ပါဘူးအချစ်ရေးဆိုတာမနဲ့အစောကြီး3နာရီချိန်အရေးပေါ်ခန်းရှိမှာတင့်ပြီးနိုင်ဘသူကရှိနေပြီးတယ်လေဆိုတာမျိုးပါအနာဂတ်ကမတိကြမရရသေးတဲ့အချိန်မှာတင်းလက်ကိုဘသူကစုပ်ကင်ထားပြီးတယ်လေတင်းငွေမရှိတော့တဲ့အချိန်ပင်ပန်းလွှမ်းနေနေတဲ့အချိန်နဲ့လူပုံပြတ်နေတဲ့အချိန်မျိုးမှာတော့တင့်ကိုပဲရွေးချယ်ပြီးတင်းပြီးမှရှိနေပြီးကတင်းအတွက်တိုက်ပွဲဝင်ပြီးမိသူဟာဘသူလေးဆိုတာမျိုးပါညီတာတဲ့နေ့တွေမှာတော့ဘသူမဆိုတင်းရဲ့ကစားဖို့ဖြစ်နိုင်ပါတယ်ဒါပေမဲ့တင်းအတွက်မှန်ကန်နေသူဆိုတာကတော့ငရေလိုပူလောင်နေခီးချမ်းမျိုးကိုတော့တင်းနဲ့အတူရှောက်လန်းကိုအတင်းရှိနေတဲ့သူပါတင်းရဲ့အဖော်မကောင်ဘဝလက်တွဲဖို့တီချရွေးချယ်ပါတန်ဖိုးထားပါဒီအကောက်ဟာတင်းအတွက်တကယ်ကိုအကျိုးရှိတာတွေပဲရွေးတင်ပေးနေတာပါဖိုးလို့လုပ်ထားတာမမှားပါဘူး